ကဲဒီတစ်ခါမှာတော့လူဘဝရဲ့ကံကြမ္မာကိုပြောင်းပြန်လန့်လိုက်တဲ့နတ်သားတစ်ပိုင်းအကြောင်းပြောပြပေးချင်ပါတယ်ခင်ဗျာဇလန်အစမှာမျိုးပေါ်ကအစောအောင်တစ်လုံးပေါ်မှာ Gabriel ဆိုတဲ့နတ်သားတစ်ပါးရှိပါတယ်သူကအစနစ်တဲ့နတ်သားဖြစ်ပြီးဖုံးတုံးရင်ကောင်းမောင်းတဲ့သူတွေကိုမတော်တဆမထီအောင်ကာကွယ်ပေးရတာသူတာဝန်ပေါ့Gabriel က勇敢နေရတဲ့ရုပ်ရှင်မတန်းတင်သမားအိမ်မရှိတဲ့အာချီရဲ့နောက်ခန်းမှာရောက်ရှိနေလာကိုတွေ့ရပါတယ်။ Arch တဲ့လောက်အလုပ်တွေအစင်မပြေငွေရေးကြီးအခက်ဟဲနဲ့စိတ်တကြနေတာကို Gabriel မြင်နေရတယ်။သူကားရမှာပဲဖခင်ကိုလည်းလိန်ညာပြီးချမ်းသာအောင်ဆောင်နေရတယ်။ဒီလိုနဲ့Elena ဆိုတဲ့အလုတ်တမသမက်ကထောင်ချင်သူနဲ့ဆုံပြီးအိမ်မက်တွေအကြောင်းရင်ဖွင့်ရင်စိတ်လက်ပျော်ရွှင်ရသေးတယ်။ Gabriel ကတော့သူများတွေကိုရိုးရိုးလေးကယ်တင်ရတာမျိုးမဟုတ်ပဲလူတယောက်ရဲ့ဘဝအတိတ်တွေကိုရှာဖွေပေးနိုင်တဲ့ပုံမှုအတိတ်ပဲရှိတဲ့အလုပ်မျိုးကိုလုပ်ချင်နေခဲ့တယ်။ဒါပေမဲ့သူ့မန်နေဂျာမာတာကသူ့ကိုအတွေ့အကြုံမရှိသေးဘူးလို့ညင်းခဲ့တယ်။ဒီနေ့မှာArch ကတရေ chef အတွေ့ကားကိုတောင်ရှင်ရင်အလုပ်လုပ်ပေးရကနေသူ့ရဲ့ရည်ချင်းတွေကိုပြသနိုင်ခဲ့တော့ Jeff ကသူ့ကိုလက်ထောက်အဖြစ်ခန့်လိုက်တယ်။ Arch တယောက်မိုးတယ်မှာဒီခုနိုင်ခဲ့ပြီးJeff ရဲ့ company cap ကိုတောင်တောင်းခွင့်ရခဲ့တယ်။ Elena လက်ချင်းတို့ရဲ့ညမှာ Jeff အချန်ပေးစားတော့ဆိုင်ကဈေးကြီးလို့သူကနဲ့ပေးလိုက်ရတယ်။နောက်နေ့ Jeff ကတီးထွားပြီး Arch ကိုအလုပ်ထုတ်ပေးလိုက်တယ်။ Arch တယောက်ဘဝပြည့်ပြီးသူ့ကားကိုလည်းရေးလေဆွဲသွားတော့ Gabriel ကသူ့ကိုလမ်းပြောင်းနေတဲ့ဝင်းကျင်လို့တတ်မှတ်လိုက်ပြီးပထမဆုံးအချိန်လူအဖြစ်ပေါ်လာပြီးကူညီခဲ့တယ်။ Gabriel က Arch ကိုသူ့ရဲ့အနာဂတ်ဘဝတစ်ခုကိုပြခဲ့တယ်။အဲ့ဒီဘဝကပင်ပန်းဆင်းရဲပြီးခွေးလေးကိုတောင်ကုဖို့ပိတ်ဆံမရှိလို့တေခွန်ပြရတဲ့ဘဝမျိုးဒီဘဝကို Arch ကလက်မခံခြင်းပဲတရေ Jeff လို့ဖြစ်ချင်တယ်လို့ပြောလိုက်တယ်။ဒါနဲ့ Gabriel က Arch ရဲ့ဘဝကို Jeff နဲ့လဲပေးလိုက်တယ်။ Arch က Jeff အိမ်မှာအေးဆေးနေရပြီးပိတ်ဆံတွေကိုနဲ့သုံးလို့ကောင်းနေခဲ့တယ်။အလုပ်ဆိုတာကလည်းစားတော့ဆိုင်ကောင်းနေမှာ company ရဲ့သူဆုံးဖြတ်ချက်နည်းနည်းပါးချပေးအောင်လုပ်ပဲ။ Elena နဲ့ထပ်တွေ့လို့လည်းအဆင်ပြေပြီး Arch တယောက်ပြောနေခဲ့ပါတယ်။ဒါပေမဲ့ Gabriel ဘဝလဲတာကမာရွတ်နဲ့ဆုံးဖြတ်ချက်ထစ်လို့မာတာကသူ့တောင်ပန်ဒီကိုပြစ်ဒဏ်နဲ့တိုင်းယူပြီးလူအဖြစ်နဲ့ Arch ကိုဘဝပြန်လဲဖို့စီယုံခိုင်းလိုက်တယ်။ဒီလိုနဲ့ Gabriel က Jeff နဲ့အတူတူလူဘဝကိုဆက်တန်ဖြတ်တန်းရတော့တယ်။သူတို့နှစ်ယောက်မိုးတဲမှာအတူနေရင် Jeff ကအလို့မရပိတ်ဆံမရှိနဲ့ဆင်းရဲဘဝရဲ့ဒုက္ခတွေကိုဆက်တန်ခံစားလာရတယ်။ Gabriel ကလည်းလူဘဝရဲ့ထူးဆန်းမှုတွေကိုသင်ယူရင်းအင်တာနက်ဆွဲလန်းတာစိတ်လိတ်တောက်တာတွေဖြစ်လာတယ်။ဒီအချိန်မှာ Arch က Elena နဲ့အစင်မတီဖြစ်ပြီးကောင်းမောင်းရင်စာရိုက်လို့မတော်တဆဖြစ်ပြီးကိုမာဝင်သွားတယ်။ Arch ကိုမာဝင်နေတော့ဘဝပြန်လဲဖို့မဖြစ်နိုင်တာကြောင့် Gabriel နဲ့ Jeff လည်းစိတ်ရဘဝမဆက်နေရတာပေါ့။မာတာက Gabriel ကိုအလုတ်ကပါထုတ်လိုက်တယ်။နောက်တော့ Arch ပြန်လို့လာတဲ့အခါသူ့ဘဝကိုပြန်မလို့ချင်တာကြောင့်မစ်ဆေးကြောင့်မညံပြောင်းနေတယ်လို့ဟန်ဆောင်ခဲ့တယ်။ Jeff တယောက်ကတော့စင်းရဲဘဝရဲ့ဒဏ်ကိုခံစားရင်ပို့ဆောင်ရေး application ကအကောင့်ကိုပိတ်ပစ်လိုက်တဲ့အခါစနစ်ကြီးတစ်ခုလုံးကိုနားမလဲတော့အောင်ဒေါသထွက်လာတယ်။ Arch က Jeff ရဲ့မွေးနေ့မှာသူ့အိမ်မှာပါတီလုပ်ပြီးကြော်နေတယ်။အဲ့ဒီပါတီကိုArch ရဲ့ဖခင်နဲ့ Leonard ဆိုတဲ့ Arch တဲ့လမ်းပေးလူတယောက်တို့လည်းတက်ရောက်လာပြီးသူတို့နှစ်ဦးစလုံးကလည်းဘဝတွေအခြေအနေကောင်းနေတာကိုတွေ့ရပါတယ်။ Jeff ကသူ့လက်ပတ်နာလီတွေကိုပြန်ယူဖို့သွားခိုးတော့ Arch ကပစ္စတိုလက်ပစ်လိုက်ပြီး Jeff တယောက်လက်မှာဒဏ်ရာရသွားတယ်။အဲ့ဒီမှာArch ကမညံမပြောက်ပဲဟန်ဆောင်နေမှ Jeff တေးသွားတော့တယ်။ Arch လည်းနောင်တပြီးဘဝပြန်လဲဖို့ပြောပေမဲ့ Gabriel ကမင်းရဲ့စိတ်ရင်းအမှန်မဟုတ်သေးဘူးလို့ပြောလိုက်တယ်။သူတို့သုံးယောက် Jeff ရဲ့အိမ်မှာအတူတူနေဖြစ်ကြတော့တယ်။နတ်သားမန်နေဂျာမာတာက Gabriel ကိုလမ်းပြောင်းနေတဲ့ဝိညာဉ်တွေကနတ်သားကိုမလိုဘူးတခြားလူသားတယောက်ကိုပဲလိုတယ်လို့ပြောပြီးပြောခွဲသွားတယ်။နောက်တော့ Elena ကအလုတ်သမားတမတ်ကအတွက်စက်တိုက်ပွဲဝင်ဦးမယ်လို့ပြောလိုက်တော့ Arch လည်းစိတ်တကြွလာတယ်။ Gabriel ကလူဘဝရဲ့ပျော်ရွှင်မှုတွေအစားအသောက်အကာ mix တွေကိုနားလည်လာပြီးသူနဲ့ Arch ရဲ့အခြေအနေကတူနေမှန်းပြောလိုက်တယ်။ Arch လည်းတရေဘဝမှာရတဲ့တငယ်ချင်းတွေကအတူအယောင်တွေဖြစ်ပြီးမိသားစုနဲ့ဖျက်ထမ်းရတဲ့ဘဝကိုလွမ်းဆွလာတယ်။သူခိုးယူထားတဲ့ဘဝကိုမလိုချင်တော့ပဲကိုယ်တိုင်တိဆောက်ထားတဲ့အနာဂတ်မျိုးကိုစိတ်ရင်းမှန်နဲ့ပြောလိုက်တော့မှ Gabriel ပြုံးသွားတယ်။ Arch စိတ်ရင်းမှန်နဲ့သူ့ဘဝကိုပြန်လိုချင်တဲ့အခါမှာတော့ဘဝတွေပြန်လဲသွားတယ်
Arch ကသူ့ကားဆွဲဟန်ရတဲ့ညကအချိန်ကိုပြန်ရောက်သွားပြီးစားပွဲထိုးကကူညီခဲ့တယ်။ Jeff ကလည်း Arch ရဲ့ပိတ်ဆက်မရှိတဲ့တန်ကြေးတွေကိုပေးခဲ့ပြီးသူ့ကုမ္ပဏီမှာအလို့သမားအခွင့်အရေးတွေကိုတိုးမြှင့်ပေးခဲ့တယ်။ Arch ကတော့ delivery အလုပ်ကိုဆက်လုပ်ရင်းကနေသူ့ရဲ့ဘဝနဲ့သူတို့ဘဝတွေရဲ့ဒုက္ခကိုမှတ်တမ်းတင်ရိုက်ကူးတဲ့ဇာတ်ကားကိုဖန်တီးခဲ့တယ်။ Elena နဲ့လည်းအချစ်ရဲ့အစဉ်ပြေခဲ့ပြီးညဘက်ဆော့လဲ Gabriel တဲ့တာကိုလေးတစ်ခုချန်ထားပေးခဲ့ပါတော့တယ်ခင်ဗျာ။